တရားမင်းကြီးရဲ့သိခံမှုနဲ့ပတ်သက်ပြီးတော့တက္ကသံယုတ်မှာဟောထားတာဆိုတာလည်းပဲတရားမင်းကြီးဟာအလုံးကိုသိခံနိုင်စွမ်းရှိသူဟာတရားဖြစ်သွားတာလေသိခံလို့တရားဖြစ်တယ်တရားဖြစ်ခြင်းရဲ့အကြောင်းတာဝရိန္ဒနတ်ပြည်ကသူတော်ကောင်းတွေရဲ့ကျင့်စဉ်ဆိုပြီးတော့9မျိုးဟောထားတာရှိမိဘကိုလှုပ်ကြွေးတာကြီးသူကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုလေးစားတာဂုဏ်တိုက်စကားမဆိုးတာဒေါသကိုထိမ့်သိမ်းတာမနဲ့စကားကိုသာဆိုးတာနှမျောတွန့်တုံမှုဆိုတဲ့မစ္စရိယကိုဖယ်ရှားတာနော်အမျက်ဒေါသကိုထိမ့်ချုပ်ထားတာအဲ့ဒါတွေအားလုံးဟာဒီလိုစွမ်းရည်ရှိတဲ့ပုဂ္ဂိုလ်တွေကိုတာဝရိန္ဒနတ်ပြည်ကတကယ်သူတော်ကောင်းအဖြစ်သတ်မှတ်ကြတယ်အဲ့ဒီထဲပဲတရားမင်းကြီးရဲ့သိခံမှုပါမကလူလင်ဘဝကတည်းကသိခံခြင်းဆိုတဲ့စိတ်ဓာတ်အလုံးကိုရင့်ကျက်မြင့်မားပြီးတော့တရားမင်းဖြစ်တော့လည်းပဲအလုံးကိုသိခံတယ်အဖြစ်ပြတစ်ခုကတာဝရိန္ဒနတ်ပြည်ကနတ်တွေနဲ့အတုရာတွေဟာမကြာခဏရံပွဲတစ်ခုရှိတယ်ပေါ့ဘာကြောင့်အဲ့ဒီရံပွဲဖြစ်ရတယ်လဲလို့ဆိုရင်တရားမင်းကြီးတို့မာခလူလင်အဖွဲ့ကကုသိုလ်ကောင်းမှုတွေပြုပြီးတာဝရိန္ဒနတ်ပြည်ရောက်သွားတဲ့အခါမှာဘာနဲ့အလားတရံတူတော့ဆိုသူတို့ရဲ့အရင်တာဝရိန္ဒနတ်ပြည်ရောက်နေတဲ့နတ်တွေရှိလူပြည်မှာ Aborigine လို့ခေါ်တဲ့မူလကျွန်းနေလူတွေရှိတယ်အခုဩစတြေးလျတို့သီရိလင်္ကာတို့နိုင်ငံတွေမှာဆိုရင်မူလကျွန်းနေလူလို့အမေရိကတိုက်ကြီးမှာလည်းပဲ Red Indian တွေဆိုတာမူလကျွန်းနေသမားတွေအဲ့ဒါလိုပဲတာဝရိန္ဒနတ်ပြည်မှာမူလအကရေရောက်ရှိနေတာအတုရတွေလို့ခေါ်တယ်အတုရနတ်တွေအဲ့ဒီအတုရနတ်တွေကနတ်ပြည်မှာရှိတဲ့တတိဝလန်တွေကရတဲ့အဖျော်ယမကာကိုတောက်ကြတယ်နားထောင်ကောင်းယမကာလို့ခေါ်တာပေါ့ဖီယာတို့အရက်တို့တောက်တယ်အဲ့ဒါတွေတောက်ပြီးတော့မူးယစ်နေကြတာသူတို့တရားဆိုတာကုသိုလ်ကောင်းမှုတွေလုပ်ပြီးရောက်သွားတဲ့အခါမှာသူ့နောက်ကနတ်တွေကိုတတိပေးတယ်မင်းတို့မတောက်ကြနဲ့ဟိုကနတ်တစ်တွေရောက်လာပြီဆိုတော့ဘီယာနဲ့အခမ်းပြီးတော့တောက်မူးယစ်နေတဲ့အချိန်မှာအဲ့ဒီအတုရတွေအားလုံးခုတ်ဆွဲပြီးတော့ပင်လယ်ထဲအကုန်ပြစ်ချလိုက်တယ်တာဝရိန္ဒနတ်ပြည်ကနေပြီးမောင်းထုတ်လိုက်တယ်ပေါ့သူတို့ကလည်းကုသိုလ်ကံရှိတဲ့ပုဂ္ဂိုလ်တွေဆိုတော့မြင့်မို့တောင်ချေပင်လယ်အောက်ထဲကမြင့်မို့တောင်ချေမှာအတုရဘုံဆိုတဲ့နေရာဌာနတစ်ခုရောက်သွားတယ်တရားမင်းတို့အဖွဲ့ကတာဝရိန္ဒနတ်ပြည်မြင့်မို့တောင်ထိပ်မှာနတ်ပြည်အသစ်တီထောင်ပြီးတော့အဲ့ဒီမှာနေကြတယ်တာဝရိန္ဒနတ်ပြည်မှာပင်လယ်ကတပင်ကြီးကတစ်နှစ်တစ်ခါပွင့်အတုရပြည်ကြတော့တခုတ်ပွင့်နေပွင့်တယ်တစ်နှစ်တစ်ခါတခုတ်ပွင့်နေပွင့်အဲ့လိုသူ့ဘုံနဲ့သူဖြစ်သွားကြတယ်သူ့နယ်နဲ့သူဖြစ်သွားဗမာစကားထဲမှာကြားဘူးလိမ့်မယ်တခုတ်ပင်ကပွင့်လာပြီဆိုတဲ့အခါမှာအတုရတွေကငါတို့ငကိုနေတဲ့နေရာကတခုတ်ပွင့်မဟုတ်ဘူးပင်နဲ့ကတိပွင့်ဖြစ်တယ်အခုငါတို့ဟာတခုတ်ပွင့်တဲ့နေရာရောက်နေတယ်ဒါတို့နေရာမဟုတ်ဘူးဆိုပြီးတော့တခုတ်ပွင့်နိုင်တာဝရိန္ဒနတ်ပြည်ကိုတက်ပြီးတော့စစ်တိုက်ကြတယ်တရားမင်းကြီးကလည်းအာလိန်9ဆင့်ဆိုပြီးတော့အဆောင်နေ9မျိုးချတာတယ်အခြေခံကနဂါပြီးရင်ဂလုံးပြီးတော့ခုံပန်ပြီးတော့ရက်ခနတ်တွေအဲ့ဒီလိုအဆင့်ဆင့်ထားအဲ့ဒီလိုတခုတ်ပင်ပွင့်နိုင်စစ်ပွဲဆင်နွှဲတာဖြစ်လို့ဗမာစကားမှာတခုတ်ပင်ကမေးတကြီးဆိုတာအဲ့ဒီသဘောပြောရညိုးရံစားကိုဖော်ဆပေးတယ်လို့တခုတ်ပွင့်နိုင်ထပြီးတော့စစ်တိုက်နေကြတာဖြစ်လို့အတုရတွေဟာအဲ့လိုတိုက်တရက်မှာတော့
အတုရာရဲ့ခေါင်းဆောင်ကိုတရားမင်းကြီးကဖမ်းလိုက်တယ်ဖမ်းပြီးတော့သူရမဒေဝတဘာဆိုတဲ့နတ်တွေအစည်းအဝေးခမ်းမအဝင်အထွက်နားမှာသူ့ကိုဖမ်းချုပ်ထားလိုက်တယ်တရားမင်းကြီးသူရမတဘာရဲ့ဝင်တိုင်းရုပ်မှာအဲ့ဒီအတုရာခေါင်းဆောင်ကဆဲတယ်တရားမင်းသို့တော့ဘလို့ပဲဆဲတရားမင်းကအပြုံးမပြတ်ဘူးသူကသူသွားနေသူဆဲတာနားလည်းမထောင်ဖြတ်သွားတိုင်းဆဲအဲ့တော့တရားမင်းကြီးနဲ့အတူလိုက်လာတဲ့နောက်ကပါတဲ့တရားမင်းကြီးရဲ့ယထာဒိန်ခေါ်တဲ့မာတလိနတ်သားကပြောတယ်ရှင်တရားမင်းဒီလောက်ဆဲနေတာဘာလို့သိခံနေလဲမှတ်လောက်သားလောက်ဒီကောင်ဆုံးမရမှာကိုယ်ဆဲနေတာဘာလို့မကြားကြအောင်ဆောင်ဆိုတော့ပြောတယ်သူ့ဘာသူဆဲတာဆဲပဲစီငါအတိမမပြုတ်ဘူးအတိမမပြုတ်ခြင်းဟာနှလုံးအတွက်ကောင်းတယ်လို့တရားမင်းကြီးကပြောတဲ့စကားဟာအလုံးကိုငါသိခန္ဓာငါအလုပ်ပဲဖြစ်တယ်လို့ပြောတဲ့အခါကျတော့မဟုတ်ဘူးတရားမင်းနွားများလိုပဲအရှုံးပေးတဲ့နွားကိုဝိုင်းပြီးတော့ခွေထကြတယ်နွားတွေခွေပြီးဆိုလို့ရှိရင်ပြေးတဲ့နွားကိုဝိုင်းလိုက်ပြီးသားမှတ်ပြီးတော့ရှုံးပြီးတော့ထွက်ပြေးတဲ့နွားကိုဝိုင်းခွေခံရတတ်တယ်တရားမင်းကြီးလည်းပဲအရှုံးမပေးပါနဲ့ကျိန်လုံးနဲ့သူ့ကိုနာနာဆော်လိုက်ပါဆိုတော့တရားမင်းကမဟုတ်ဘူးတဲ့သိခံခြင်းခွင့်လွှတ်ခြင်းဟာအကောင်းဆုံးပဲငါကိုကြောက်လို့သိခံတယ်လို့ပဲထင်ဘာကြောင့်ပဲသိခံတယ်ထင်သိခံခြင်းဟာငါအလုပ်ပဲလို့တုံ့ပြန်ပြောဆိုတဲ့စကားတွေဟာသိခံမှုကိုဥတည်ပြီးတော့ပြောတဲ့စကားတွေပဲဖြစ်တယ်ပေါ့တရားမင်းကြီးရဲ့သိခံမှုကလည်းပဲအမခံစွမ်းဆောင်မှုရှိတယ်ဘာကြောင့်လဲဆိုလို့ရှိရင်အနိုင်ရသူကသိခံတာဖြစ်တယ်ရှုံးလို့ကြောက်လို့သိခံတာကအဆန်းမဟုတ်ဘူးအနိုင်ရရဲ့တန်နဲ့သိခံခွင့်လွှတ်ခြင်းဟာပို့ပြီးတော့အံ့ဩဖွယ်ရာကောင်းတယ်ပေါ့ဒီကနေ့ခေတ်မှာတော့အနိုင်ရသူကသိခံတယ်ဆိုတာမရှိဘူးရှုံးတဲ့လူကပဲငုံခံပြီးတော့မပြောရဲလို့ကြောက်နေကြတာဖြစ်တယ်အေးသိခံခြင်းခွင့်လွှတ်ခြင်းဆိုတာပညာရှိသူတော်ကောင်းတွေရဲ့အလုပ်ဖြစ်တယ်လို့တရားမင်းကြီးဟာအလို့သိခံခဲ့တာမြတ်စွာဘုရားရဲ့သိခံမှုတရားမင်းကြီးရဲ့သိခံမှုခန္တီဝါရီဇတ်မှာခန္တီဝါရီယသိကြီးရဲ့သိခံမှုတွေဟာအလုံးကိုထူးခြားအံ့ဩပဲကောင်းတဲ့သိခံနိုင်စွမ်းမှုတွေပဲဖြစ်တယ်အဲ့ဒါတွေကိုစံနမူနာထားပြီးတော့ကိုယ့်ကိုတစုံတစ်ယောက်ကလာရောက်ပြီးစော်ကားပြီးဆဲမဲ့ဆိုလို့ရှိရင်တုံ့ပြန်ဆဲရခြင်းမပြုဘဲနဲ့သိခံခွင့်လွှတ်ခြင်းဆိုတာဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားအတိုင်းသူတော်ကောင်းတို့ရဲ့ကျင့်စဉ်တစ်ခုကိုကျင့်ရင်းတာလည်းဖြစ်တယ်